မြို့တစ်မြို့မှာရွာတို့ရမှာဘုန်းကြီးသွားနေခဲ့တဲ့ကျောင်းတစ်ကျောင်းအဲ့ဒီကျောင်းကတခါကြီးကငကိုကဆင်းရဲလို့တဲ့နွားလဲမောင်းတယ်နွားလဲမောင်းတော့ကောက်ရိုးတွေလက်ပေါ်အပြစ်တင်ပြီးတော့မောင်းတော့တာနွားကြီးကလည်းအဲ့ဒီနေကြမှာခက်ကက်လုံနေတယ်မသွားဘူးတဲ့ရိုက်ချင်းတော့ရိုက်ရှေ့ကိုမရွေ့ဘူးနောက်ဆုံးတော့အဲ့ဒီနောက်မှာပဲဝစ်ချလိုက်တယ်တဲ့သွားသေးလားမသွားတော့ဘူးနွားလဲမောင်းသမားစိတ်တူပြီပေါ့လှဲ့ပေါ်ခုံစင်းအမီးချိုးဒါလည်းမလှုပ်ဘူးတဲ့ဒီလောက်တောင်ဝစ်ချင်တဲ့နွားအပီးဝစ်စေရမယ်ဆိုပြီးတော့တခါတည်းစိတ်ဆိုးဆိုးနဲ့လှဲ့ပေါ်ပါတဲ့ကောက်ရိုးတွေကိုကျိုးလို့ကြစ်လိမ့်ကျစ်ပြီးတော့အဲ့နွားနဲ့လက်နဲ့ကတ်တုပ်ပြီးတော့မှအရှင်လက်လက်မီးရှို့ချလိုက်တာမီးရှို့ချလိုက်တော့ကောက်ရိုးကတစ်ဆင့်နွားကြီးမီးလောင်အဲ့လောင်တော့မှယုံထားတော့ထားလို့ရသေးလားကျိုးတွေနဲ့ကတ်တုပ်ထားတော့ထားလို့ကိုမရဘူးအတော်လေးလောင်ပြီးမှကျိုးတွေလည်းပြတ်တဲ့ဟာပြတ်ကုန်အဲ့ကြမှာယုံထားអော်လိုက်တာလည်းမပြောနဲ့ယုံထားပြီးတော့ချက်ချင်းဘုံကနေပြစ်လဲဆက်ငယ်နဲ့သေးသွားအောင်အဲ့ဒီအကုသို့လုပ်ခဲ့တယ်နောက်တော့စီးပွားရေးလေးပြစ်လဲတာတော့ကြောင်းဆောက်တယ်သူတေကနီးတော့သူ့เจ้าကဘုန်းကြီးတွေကသူ့ရှိသွားတယ်ပရိယုတ်ပေးတဲ့တရားဟောပေးတဲ့တခါကြီးဆောက်ထားတဲ့เจ้าကြီးကနဲတာကြီးမဟုတ်ဘူးနော်အဲ့ဒါကြီးအာယုံပြုဆိုတော့အဲ့တခါကြီးကပြောတဲ့အရှင်ဘုရားတို့စကားပြောနေရင်တပည့်တော်เจ้าကြီးပေါ်တယ်ဗျာတဲ့ရှင်ဘုရားတို့အတန်ရက်သွားတာနဲ့နွားကြီးမီးလောင်နေတာပဲတပည့်တော်မြင်တော့တယ်တဲ့အဲ့ဘုန်းကြီးဘာပြောချင်တာလဲဆိုရင်စိတ်ထဲမှာစွဲလောက်တဲ့အကုသို့မလုပ်ဖြစ်အောင်တတိထားပါလို့နော်စွဲလောက်တဲ့အကုသို့ကဖြောက်ရမခက်ဘူးလားခက်လားနစ်နာသူတစ်ပါးကိုလှုပ်ထားတဲ့အတွက်အဲ့ဒါကြီးကစွဲပြီးသေကန်ဒီဖက်ခနဲ့လဲဝင်လာရောမဖြောင်းနိုင်တော့ထိခနဲ့ဆို तू ကပေါ်ထိခနဲ့ तू ကပေါ်အဲ့ဒီအာယုံနဲ့မြတ်သိရင်အသေးကောင်းပါဦးမလားမကောင်းတော့ဘူးနော်ဒါကြောင့်စွဲလောက်တဲ့အကုသို့မလုံးမိအောင်တတိထားနော်ပုထုဇဉ်ဆိုတာအကုသို့နဲ့ကင်းတော့မကင်းဘူးမင်းပြောက်အကုသို့ဆိုရင်တော်သေးတာပေါ့စွဲလောက်တဲ့အကုသို့ဆိုရင်အဖြောက်ရခက်တဲ့အတွက်သေကန်ဒီမှာတစ်ချက်ပေါ်ရင်သွားပြီဒုက္ခကောင်းပေးရောနော်ကဲဒါဆိုရင်ကုသိုလ်ကြတော့ဘယ်နဲ့လောက်စွဲလောက်တဲ့ကုသိုလ်လုပ်ပါတဲ့ဘာကုသိုလ်လဲ